ဂုံတော်ပြိတ္တော်ပဋ္ဌာန်းတော်များနဲ့ရွတ်ဖတ်ပူဇော်ပြီးတော့မေတ္တာပို့ထားတာဖြစ်ပါတယ်တခုလေးပဲပြောမယ်ယုံရင်ယုံမယုံရင်နေပေါ့မမခိုင်ကဘာမှတော့မဟုတ်ဘူးဒါပေမဲ့စိတ်ရဲ့အစွမ်းကအင်မတန်မှမြင့်ပါလေစိတ်ကယုံကြည်ရပေါ့ဒီပလင်းခွဲလေးကိုဟလာဖျားစင်အထက်မှာမထားရဘူးခြေထောက်နဲ့နင်းထားပြီးဖျားစင်အောက်မှာပေါ့နော်ဟလာဖန်ခွက်ရီအေးလေးရေမပူအောင်3လပြီးထည့်ပြီးတော့တရဏဂုံကိုပဲမပြတ်ရွတ်နေပြီးတော့စိတ်ကလေးငြိမ်အောင်ထားပြီးမိမိလိုရတစုံတည်းကိုပဲ3လတိတိတောင်းမှာမပြေဘူးအင်တာဗျူးဖြေချင်တာအောင်ခြင်းနဲ့နိုင်ငံခြားပြည်ပခီးစဉ်အောင်ခြင်းနဲ့အလူကြီးပေးခြင်းနဲ့အိမ်ဆောက်ခြင်းနဲ့ငါကားဝယ်ခြင်းနဲ့တခုခုမိမိမှာဖြစ်နေတဲ့အခက်ခဲသစ္စာတိတ်ခံပြုတ်ပြီးတော့တရဏဂုံမဲ့နေ့စဉ်ရမေတ္တာပဲများများပို့ပြီးတော့ဘာမှမခက်ခဲဘူး3လပဲလုပ်ပါအစင်မပြေဘူးဘာမှမဖြစ်လာဘူးမင်းသမီးဆိုရင်ကျွန်မကိုကြိုက်တဲ့နေရာမှာကြိုက်တယ်လို့လာပြောပေးပါကိုယ်တိုင်နဲ့လုပ်ကြည့်ခဲ့ပြီးပါလေစိတ်ကိုတော့ငြင်းငြင်းထားပါစိတ်မပူစီနဲ့ရေမပူစီနဲ့တရဏဂုံတော့များများရွတ်ပေးပါကဲအဲ့တော့အကုန်စားရမလားအစာဝင်းနေစီယူမလားဝင်းကားမဖြေရင်ပြိတ္တဖြေပေးပါကျွန်မဟုတ်ပြီအဲ့ဆိုနေဦးစားတော့စားလိုက်အောင်မယ်တော်နေကျွန်မစားဖို့မကြံမဲနေမင်းသမီးက तू မစားကြလို့ပြေးတယ်ဖြစ်မှာတကယ်ကိုအဝစားမှာပြိတ္တကြည့်တာမကြိုက်သေးဘူးဆိုရင်ပြန်ပြီးထပ်စားမယ်နည်းနည်းစီရလို့ရကြအောင်ကဲရော်သားဆရာတမျိုးညီများတဲ့အိုးစီသွားတယ်နဲ့ကျွန်မတို့ဒီလိုစပေးပါရှင်မကုန်သေးဘူးနည်းနည်းကြာနေတာနည်းနည်းလေးတစ်ခေါက်တည်းအောင်သွားကြလိမ့်များညက်ပလင်းခွဲလေးစပြီးနင်းနေပြီဟဲ့ကဲအဲ့တော့အမေတို့နည်းနည်းစီလိုချင်တာလားမလူနဲ့နော်ခဏလေးပေးမှာဟုတ်ပြီကဲနည်းနည်းစီတဲ့ဘုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိတရဏဂုံဆောင်အကုန်အောင်လို့လိုရာပြည့်ဝဒိတ်ကင်းအနေနဲ့ကင်းလို့စိတ်ချမ်းသာကြပါစေရှင်ကဲမုံမခံပြန်ရတော့မယ်ဆိုတဲ့သရှင်လေးနဲ့တဦးချင်းစီကိုနှုတ်ဆက်မယ်ရှင်နည်းနည်းစီမလူနဲ့နော်ဟဲ့နေဦးနည်းနည်းစီဖြည်းဖြည်းမုံခံပြန်ရတော့မယ်ဆိုရင်ကျန်သမျှစီသမျှအရာခတ်သိမ်းအောင်မြင်ပါစေလိုတိုင်းတတိုင်းရပါစေရှင်